UFC အမျိုးသားဝိတ်တန်၈ခုလုံးမှာတော့ဒီနှစ်အတွင်းမှာချန်ပီယံပြောင်းလဲတွေဖြစ်ခဲ့ပြီးတော့အဲ့ဒီချန်ပီယံတွေအကုန်လုံးကလည်းသူတို့ရဲ့ချန်ပီယံကပတ်တွေကိုကာကွယ်ထားခြင်းမရှိသေးပါဘူးခင်ဗျ။လာမယ့်2026မှာတော့ချန်ပီယံအသစ်တွေကတော့ယခုလက်ရှိသူတို့ပိုင်ဆိုင်ထားတဲ့ချန်ပီယံကပတ်တွေကိုဒီလာမယ့်2026ကာလအတွင်းမှာကာကွယ်ရမယ်။အဲ့အတွက်ကြောင့်ဒီဝိတ်တန်၈ခုကိုကျွန်တော်တို့အသေးစိတ်ကြည့်လိုက်ကြရအောင်။အရင်ဆုံးကျွန်တော်တို့ heavy weight တန်းတွေအရင်ဆုံးစပြောကြမယ်။အော်တိုဘာလမှာကျင်းပခဲ့တဲ့ UFC 321ပြိုင်ပွဲမှာ Cyril Gane နဲ့ဒီ Twin Spinal တို့ရဲ့ပွဲစဉ်မှာဒီမျက်လုံးနှိုက်မှုကြောင့် Twin Spinal နဲ့အနေနဲ့သူ့ရဲ့ heavyweight champion ကပထမဆုံးကာကွယ်တဲ့ပွဲစဉ်မှာပဲ no contact ဖြစ်သွားခဲ့ရတယ်ဗျကျွန်တော်အထင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ heavyweight တန်းကအရင်တော့လိုမျိုးပဲဂျာပြတ် champion ကပတ်တစ်ခုပေါ်လာလိမ့်မယ်ဗျဘာလို့လဲဆိုတော့ Twin Spinal ကတော့အခုလောလောဆယ်မှာသူ့ရဲ့မျက်လုံးတစ်ဖက်ကိုခွဲထားပြီးတော့ဒီကျန်တဲ့မျက်လုံးတစ်ဖက်ကိုလည်းဒီဇန်နဝါရီလအလယ်လောက်မှာခွဲစိတ်ဖို့အတွက်ရှိတယ်ဆိုပြီးတော့လည်းပြောရတယ်ဗျနောက်ပြီးတော့အဲ့ဒီခွဲစိတ်မှုတွေမပြီးမချင်းသူကလေ့ကျင့်ခန်းတွေကိုရက်နာလာပြီးတော့သူ့ရဲ့မျက်လုံးကလည်းလုံးဝလှုပ်ရှားလို့မရဘူးဗျအခုလက်ရှိမှာဒီ Twin Spinal ရဲ့အနေထားဒီ Cyril Gane နဲ့ပွဲပြန်ဖြစ်ဖို့ကိုဦးတည်ထားရမယ့်အနေထားမဟုတ်ဘဲနဲ့သူ့မျက်လုံးကောင်းလာဖို့ပဲအဓိကထားပြီးစောင့်နေရတယ်ဗျအကယ်၍မျက်လုံးကောင်းခဲ့လို့ရှိရင်တော့မှပွဲရချက်ချင်းထိုးလို့ရမှာမဟုတ်ပဲနဲ့ဟိုဒီ6လလောက်ကတော့လေ့ကျင့်မှုတွေပြုလုပ်ပြီးမှပွဲထိုးလို့ရမယ်ဖြစ်တဲ့အတွက်ဒီ Twin Spinal ကတော့သူ့ရဲ့ heavyweight champion ကပတ်ကိုကာကွယ်ဖို့ကတော့ကြာလဲဦးမယ်ဗျအခုလက်ရှိမှာတော့ UFC fan တွေပြင် UFC fighter တချို့ကလည်းဒီTwin Spinal ကချန်ပီယံကပတ်ကာကွယ်ပွဲမထိုးနိုင်သေးဘူးဆိုလို့ရှိရင်တော့ Cyril Gane နဲ့ဒီ Alex Pereira တို့ကိုဂျာပြတ်ချန်ပီယံကပတ်တဲ့ပေးတာကိုကြီးကျင်နေဆိုပြီးတော့လည်းပြောရတဲ့အတွက်ကြောင့်သူတို့နှစ်ယောက်ရဲ့ပွဲကဖြစ်လာအောင်မလား Twin Spinal ရဲ့ချန်ပီယံကပတ်ကာကွယ်ပွဲကတော့ကြာအောင်မှာတော့ကြာအောင်မယ်ဒါပေမဲ့မျက်လုံးပြန်ကောင်းခဲ့လို့ရှိရင်တေချာပေါက် Cyril Gane နဲ့မကြည်ပွဲကတော့ပြန်ဖြစ်ပါလိမ့်မယ်ခင်ဗျကျွန်တော်တို့ heavyweight တန်းအကြောင်းပြောပြီးသွားပြီဆိုလို့ရှိရင်တော့ light heavyweight တန်းအကြောင်းတစ်ချက်လောက်ကြည့်အောင်အခုလက်ရှိ light heavyweight တန်းမှာဆိုလို့ရှိရင်တော့ Alex Pereira က Muhammad Ankala ရဲ့ယူလောလောလတ်လတ်ပြန်နိုင်ပြီးတော့ချန်ပီယံဖြစ်လာတယ်အစကတော့ Alex Pereira တယောက်ကသူ့ရဲ့ light heavyweight တန်းချန်ပီယံကပတ်ကိုမကာကွယ်ဘူးဒီလာမဲ့ဇွန်လမှာကျင်းပမဲ့ American Imperial ပွဲစဉ်မှာသူကဂျုံဂျုံနဲ့ Super Fight ပွဲစဉ်ထိုးဖို့အတွက်ရည်မှန်းထားတယ်လို့ပြောလာခဲ့ပေမဲ့ဟိုတလောကပဲသူရဲ့ Instagram ပေါ်မှာသူကဒီ Imperial ပွဲစဉ်မှာပါဝင်နိုင်မှာမဟုတ်တော့ကြောင်းလည်းသူကတိလင်ကြေညာလာခဲ့ပြီဗျအဲ့အတွက်ကြောင့် Alex Pereira အနေနဲ့သူကတော့ဒီ heavyweight တန်းကိုတက်ပြီးတော့ပြည်သက်တွေမြင်ကျင်ကြတဲ့ Cyril Gane နဲ့ဂျာပြတ် champion ကပတ်အတွက်လူမလားဒါမှမဟုတ်လို့ရှိရင်သူရဲ့ light heavyweight တန်း champion ကပတ်ကိုပဲကာကွယ်မလားဆိုတော့စောင့်ကြည့်ရမယ် light heavyweight တန်း champion ကပတ်ကိုကာကွယ်မယ်ဆိုလို့ရှိရင်တော့ထိပ်ပိုင်းမှာဆိုလို့ရှိရင်ဒီ Muhammad Ankala တို့ Uber တို့နောက်ပြီးလို့ရှိရင်ဒီ GB Bohaska တို့ပဲရှိတယ်ဗျာနောက်ပြီးတော့အဲ့ဒီထိပ်တန်း3ယောက်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းဒီ GB Bohaska ကို Alex Pereira နှစ်ခါတော့နိုင်လာတဲ့အတွက်အကယ်၍3ခါမြောက်ပြန်တည်ပေးခဲ့သည်ရှိတော့မှအရင်အားလောက်ရင်ခုန်စရာမကောင်းတော့ဘူးဘာဖြစ်လို့ဆိုတော့ Alex Pereira က GB Bohaska ကိုငယ်နိုင်လို့ဖြစ်နေတာဗျ UFC မှာအဲ့လိုမျိုး3ချိန်မြောက်မကြေပွဲတွေပေးတွေးတယ်ဆိုတာကကြတော့တဦးနဲ့တဦးအနိုင်ရှုံးမပေါ်တဲ့ပွဲစဉ်မျိုးမှာပေးတွေးတာမျိုးဖြစ်ပြီးတော့ GB Bohaska ကတော့ Alex Pereira ကိုနှစ်ချိန်တိုင်လဲထုံးနဲ့ရှုံးလာတဲ့အတွက်ကြောင့်အဲ့ပွဲကတဲပေးကောင်းတဲပေးနိုင်လို့ရှိရင်တော့မှပြည်သက်တွေတက်ရင်ခုန်ဖို့ကမကောင်းတော့ဘူးဗျာ Muhammad Ankala ရဆိုလို့ရှိရင်လည်း Alex Pereira ကိုလောလောလတ်လတ်ရှုံးလာတဲ့အတွက်ကြောင့်ပွဲပြန်တဲပေးဖို့ဆိုတာကတော့မဖြစ်နိုင်သေးဘူးအဲ့အတွက်ကြောင့် Alex Pereira တယောက်အနေနဲ့ light heavyweight တန်း champion ကပတ်ကိုကာကွယ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ Uber နဲ့ပဲပွဲထိုးရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်လာမယ့်2026မှာ Alex Pereira အနေနဲ့သူ့ရဲ့ light heavyweight တန်း champion ကပတ်ကိုပဲကာကွယ်မလားဒါမှမဟုတ်လို့ရှိရင် heavyweight တန်းကိုတက်ပြီးတော့ Cyril Gane နဲ့ပဲဂျာပြတ် champion ကပတ်ပွဲထိုးမလားဆိုတော့အားလုံးစောင့်ကြည့်ရမယ်ဗျကဲ light heavyweight တန်းကိုပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ middleweight တန်းကိုတစ်ချက်ကြည့်လိုက်ကြအောင် middleweight တန်းမှာဆိုလို့ရှိရင်တော့ဒီ Khamzat Chimaev ကဒီ Dricus Du Plessis ကို UFC 319မှာဒီ ground ကိုလုံးဝ pressure ပေးပြီးဆော့ပြီးတော့ champion အသစ်ဖြစ်လာခဲ့တယ်အခုဆိုလို့ရှိရင်သူက champion ကပတ်ကိုကာကွယ်ထားခြင်းမရှိသေးဘူးနောက်ပြီးတော့သူကသူ့ရဲ့ဒဏ်ရာပြဿနာကြောင့်ဒီနှစ်စပိုင်းမှာပွဲထိုးနိုင်မှာမဟုတ်ဘဲနဲ့နှစ်အလယ်ပိုင်းလောက်မှသာလင်ပွဲထိုးမဲ့ဆိုပြီးတော့လည်းပြောရတဲ့အပြင်မှာဒီ light heavyweight တန်းကိုတက်ပြီးတော့ Alex Pereira နဲ့ထိုးဖို့လည်းစိတ်ဝင်စားနေပြီးတော့ Alex Pereira ကိုလည်းအမြဲတမ်းလို့စိန်ခေါ်နေတယ်ဗျာ Khamzat အနေနဲ့တစ်ချိန်ကြာလို့ရှိရင်တော့ light heavyweight တန်းကိုရောက်လာနိုင်ပေမဲ့အခုချိန်မှာဆိုလို့ရှိရင်တော့ Alex Pereira လည်း heavyweight တန်းကိုတက်ဖို့ပြင်ဆင်နေတဲ့အတွက်ကြောင့် Khamzat Chimaev ရဲ့စိန်ခေါ်တာကိုလက်ခံမလားလက်မခံလားဆိုတာလည်းမသိဘူးနောက်ပြီးတော့ Khamzat Chimaev ကလည်းသူ့ရဲ့ middleweight တန်း champion ကဘက်ကိုမကာကွယ်ဘဲနဲ့ light heavyweight တန်း champion တက်လူးကျင်တဲ့အတွက်ကြောင့်ဒီ UFC ဘက်ကလည်းနည်းနည်းလေးတော့ထိန်းလိုက်အောင်ပဲဗျဒီ middleweight တန်းရဲ့ ranking ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Khamzat Chimaev ကိုဖြိုနိုင်ဖို့ဆိုတာတော့အနီးကပ်ဆုံး fighter တော့ဒီပြင်သစ် fighter Nasruddin Imavov ပဲရှိတယ်အကယ်၍ Khamzat တယောက်က middleweight တန်းကပတ်ကိုကာကွယ်ရမယ်ဆိုလို့ရှိရင်တော့တေချာပေါက် Nasruddin Imavov နဲ့ပဲပွဲဖြစ်ပါလိမ့်မယ်ကျွန်တော် weather weight တန်းရဲ့အခင်းချင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းလက်တလုံးမှာပဲ Islam Makhachev ကဒီ Aussie fighter Jadela Medellina ကိုနိုင်ပြီးတော့ weather weight တန်းရဲ့ champion အသစ်ဖြစ်လာခဲ့တယ်နောက်ပြီးတော့ဒီနှစ်မှာ Islam Makhachev ရဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ဒီစောစောစီးစီးကြည့်ရလိမ့်မယ်ဗျနောက်ပြီးတော့သူကိုယ်တိုင်ကလည်းဒီသူ့ရဲ့ champion ကပတ်ကာကွယ်ပွဲကိုနှစ်စပိုင်းလောက်မှာထိုးမဲ့ဆိုပြီးတော့လည်းပြောရတယ်အဲ့အတွက်ကြောင့် UFC ကလည်းသူ့ကိုဒီဇန်နဝါရီလမှာ UFC 324ပွဲစဉ်မှာပွဲထိုးဖို့စာချုပ်ကမ်းလှမ်းခဲ့တယ်ဗျဒါပေမဲ့သူကညင်းခဲ့တယ်
ဘာလို့လဲဆိုတော့ JDN နဲ့မထိုးခင်တော့ကလည်းသူက training 3လလောက်ဝင်ခဲ့ပြီးသွားပြီအနားယူချိန်မရှိသေးဘူးအဲ့ဒါကြောင့်အနားယူပြီးတော့ training တွေပုံမှန်ပြန်လုပ်ပြီးမှပွဲထိုးမဲ့ဆိုပြီးတော့ရင်းခဲ့တယ်ဗျနောက်ပြီးတော့သူ့စာချုပ်ကန်လန်တဲ့အချိန်တုန်းကတော့ဘယ် fighter နဲ့ထိုးရမယ်ဆိုပြီးတော့မကန်လန်းပေမဲ့သူ့အနေနဲ့တော့ဒီလူငယ်တက်သစ္စာ fighter 16ပွဲနိုင်ရှုံးပွဲမရှိတဲ့ Michael Mora လက်လို့ထင်တယ်ဆိုပြီးတော့လည်းပြောရတယ်ဗျအစ္စလာမ်မာခါချက်ကတော့ဒီတလုံးမှာဆိုလို့ရှိရင်တော့ UFC fan တွေရဲ့ဝေဖန်စရာဖြစ်နေတယ်ဗျဘာဖြစ်လို့ဆိုတော့သူ့အနေနဲ့ဒီ ranking အထိပ်ပိုင်းကတက်သစ္စာ fighter တွေကိုထိုးဖို့လုံးဝကိုညှင်းဆန်နေပြီးတော့ခု ranking နံပါတ်8ကဒီကာမာရူဥစမန်နဲ့ပဲထိုးဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့ကာမာရူဥစမန်အနေနဲ့ကလည်းအခုတက်သစ္စာ fighter တွေလက်စားလို့ရှိရင်ပိုကောင်းတယ်လို့သူကယုံကြည်တဲ့အတွက်ကြောင့်ကာမာရူဥစမန်နဲ့သူနဲ့ပွဲသားလည်းအကောင်းဆုံးသောပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့လည်းသူကပြောရတယ်ဗျဝယ်သာဝေတန်းမှာဆိုလို့ရှိရင်အခုချိန်မှာအစ္စလာမ်မာခါချက်မျှော်လင့်နေတဲ့သူနဲ့ကာမာရူဥစမန်ရဲ့ပွဲစဉ်ကတော့ဖြစ်လာဖို့ရာဂိုင်နှုန်းများနေတယ်ဗျဘာလို့ကျွန်တော်ကဒီလိုပြောလဲဆိုတော့အစ္စလာမ်မာခါချက်ရဲ့မန်နေဂျာကလည်းအလီအဗ်ဒလာစစ်ကာမာရူဥစမန်ရဲ့မန်နေဂျာကလည်းအလီအဗ်ဒလာစစ်ဖြစ်တဲ့အတွက်ကြောင့်မန်နေဂျာကတော့သူ့ရဲ့ငွေရဆောင်နဲ့အပို့ကောင်းလို့ရှိရင်တော့သူတို့နှစ်ယောက်ရဲ့ပွဲကတော့တေချာပေါက်ဖြစ်လာပါလိမ့်မယ်ဗျလူငယ်တက်သစ္စာ fighter တွေနဲ့ထိုးဖို့တော့အစ္စလာမ်မာခါချက်ကအခုထိ၄တန်မဟာသေးပါဘူးအဲ့အတွက်ကြောင့်အစ္စလာမ်မာခါချက်အနေနဲ့ပွဲဖြစ်မဲ့ဆိုလို့ရှိရင်တော့ကာမာရူဥစမန်နဲ့ပွဲဖြစ်ရင်ဖြစ်မဟုတ်လို့ရှိရင်ဒီပြည်သက်တွေမျှော်လင့်စောင့်စားနေတဲ့အိမ်ဖြူတော်ပွဲစဉ်ကြီးမှာအီလီယာတိုကူရီယာနဲ့ပွဲဖြစ်လာပါလိမ့်မယ်ဘာလို့လဲဆိုတော့သူကတော့ဝိတ်ချတာအခက်အခဲဖြစ်နေတယ်ဆိုပေမဲ့လို့ဒီဥက္ကဋ္ဌတင်နာဝိုက်ကသူ့ကိုမမောလောက်တဲ့ငွေကြေးပမာဏပေးမဲ့ဆိုလို့ရှိရင်တော့သူ့အနေနဲ့ live weight တန်းကိုဆင်းပြီးတော့ထိုးဝေးမဲ့ဆိုပြီးတော့လည်းပြောရတဲ့အတွက်ကြောင့်ဒီပွဲကတော့ဖြစ်လာကောင်းဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပြည်သက်တွေအားလုံးစောင့်ကြည့်ရမယ် live weight တန်းကိုကြည့်လိုက်မဲ့ဆိုလို့ရှိရင်လည်းယခုလက်ရှိမှာဒီအီလီယာတိုဘူရီရဲ့သတင်းတွေကိုအားလုံးကြားမိမှာပဲသူ့ရဲ့မိန်းမကသူ့ကိုအိမ်တွင်းကြမ်းဖက်မှုနဲ့တရားစွဲထားပြီးတော့ပိုင်ဆိုင်မှုတစ်ဝက်ကိုတောင်းနေတာဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့ပွဲကစားဖို့ခဏလောက်ညင်းနာပြီးတော့မှအခုဆိုလို့ရှိရင်တော့ဂျာပြတ်ချန်ပီယံကပတ်တွေကိုဖန်တီးပြီးတော့ Justin KG နဲ့ Paddy Pimblett တို့ကို UFC 324ပွဲစဉ်မှာပွဲတည်ထားပြီးတယ်ဗျအဲ့အတွက်ကြောင့်အီလီယာတိုဘူရီယာအနေနဲ့ကတော့အဲ့ဒီပွဲစဉ်မှာနိုင်တဲ့လူတယောက်ယောက်နဲ့ကတော့တေချာပေါက်တွေးလိုက်မယ်ကြွေ Justin KG နဲ့တွေးမယ်ဆိုလို့ရှိရင်တော့စင်ပေါ်မှာပဲမြင်မြန်ဆက်ဆိုင်ကြည့်ရကောင်းကြည့်ရလိမ့်မှာဖြစ်ပြီးတော့ Paddy Pimblett နဲ့ပွဲဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီစင်အောက်မှာကောစင်ပေါ်မှာကောပွဲချမ်းတာတွေကျွန်တော်တို့တွေးရလိမ့်မယ်ဗျဘာဖြစ်လို့ဆိုတော့အဲ့ဒီ fighter နှစ်ယောက်ကအစီးကကြတဲ့ fighter တွေမဟုတ်ဘူးဒီ press conference တွေပါလုပ်ရဲဆိုလို့ရှိရင်လည်းနှစ်ယောက်သာစကားတွေပါထများကြတယ်ဗျအဲ့တော့ကတော့ weight တန်းမတူလို့တိတ်ပြီးတော့မဖြစ်ဘူးလို့လည်းထင်တယ်အခုဆိုလို့ရှိရင် weight တန်းတူတဲ့အပြင်မှာ Paddy Pimblett ကလည်း champion ကပတ်နာကိုကတ်လာပြီးဖြစ်တဲ့အတွက်ကြောင့်သူတို့တွေကပွဲဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့မြန်မြန်ဆက်ဆိုင်နဲ့ပွဲတွင်ရောပွဲပြင်ရောကြီးလို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ် featherweight တန်းကိုကြီးမယ်ဆိုလို့ရှိရင်လည်းဒီ Alexander Volkanovski က Diego Lopez ကိုနိုင်ပြီးတော့ featherweight တန်းရဲ့ champion ကိုဒုတိယအကြိမ်အနေနဲ့ဖြစ်လာခဲ့တယ်ဒါပေမဲ့နောက်လာမယ့် UFC 325မှာဆိုလို့ရှိရင်လည်းအဲ့ဒီ fighter နှစ်ယောက်ရဲ့ပွဲစဉ်ကိုဒုတိယအကြိမ်ပြန်တည်ထားပြီးတယ်ဗျနောက်ပြီးတော့ဒီ featherweight တန်းပွဲစဉ်ကလည်းပြည်သက်တွေဝေဖန်မှုကိုတော်တော်များများလေးဖြစ်နေတယ်ဗျဘာဖြစ်လို့လဲဆိုတော့ ranking number 1က Mosa Evlo ရက်ကိုကြတော့ဗျာဒီလိုမျိုးပွဲတဲ့တိုင်းပွဲပြတ်နေလို့ပွဲမပေးဘူးဆိုတာနားတယ်လို့ရပါမယ်အခုလိုမျိုးဒီရလက်ကောင်းတွေရနေတဲ့တက်သစ္စာလူငယ် fighter Leo Murphy ကိုပလစ်ပြီးတော့သူနိုင်မိသားလူဖြစ်တဲ့ Diego Lopez နဲ့ပဲပွဲပြန်တည်ပေးထားတဲ့အတွက်ကြောင့် UFC fan တွေကတော့ဝေဖန်စရာတွေဝေဖန်မှုတွေလုပ်နေတယ်ဗျနောက်ပြီးတော့ဒီ UFC 325ပွဲစဉ်ပြီးလို့ရှိရင်ဒီ Alexander Volkanovski ကအနားယူမဲ့ဆိုပြီးတော့သတင်းတွေထွက်နေတယ်ဗျတကယ်တော့အဲ့ဒါကသတင်းအမှားပဲ Alexander Volkanovski ကသူကအနားယူဖို့အတွက်လုံးဝမတွေးသေးဘူးဆိုပြီးတော့ပြောလာပြီးတော့သူ့အနေနဲ့ဒီ champion ကပတ်ကိုကာကွယ်နိုင်သလောက်ကာကွယ်ပြီးတော့မှသူလုံးဝကိုမကစားနိုင်တော့တဲ့အခြေအနေရောက်မှပဲဒီ MMA လောကအနားယူမဲ့ဆိုပြီးတော့ပြောရတယ်ဗျဘာဖြစ် featherweight တန်းရဲ့အခင်းကျင်းကတော့ပြောင်းလဲမလားအရင်ပုံစံပဲပြန်ဖြစ်မလားဆိုတော့ကျွန်တော်တို့လာမဲ့ February လမှာပွဲကြည့်ရမယ်ဗျ featherweight တန်းပြီးသွားပြီဆိုတော့ကျွန်တော်တို့ bantamweight တန်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီလောလောလတ်လတ်မှာဒီ Russia fighter ပြောတဲ့ရန်က Marat Dvalishvili ကိုနိုင်ပြီးတော့bantamweight တန်း champion အသစ်ဖြစ်လာတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့ ranking တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့အနီးဆက်ဆုံး champion ကပတ်လူခွင့်ရမယ့် fighter ကတော့ဒီခါပေးရဲ့ညီဥမာနူမာကိုမယ်တော့လို့မြင်မိတယ်ဗျအမှန်ဆိုလို့ရှိရင်တော့ဥမာတယောက်ကတော့ champion ကပတ်လူခွင့်ရတဲ့မှာအရင် UFC 321မှာတော့ဆိုလို့ရှိရင်သူက UFC ကိုပြောတယ်အကယ်၍ငါလာဒီပွဲမှာငါနဲ့ထိုးရမယ်ပြိုင်ဘက်ဖြစ်တဲ့ Mario Bautista ကိုနိုင်သွားခဲ့သည်ရှိတော့ငါ့ကို champion ကပတ်ပေးလို့မလားဆိုပြီးတော့မေးတယ်အဲ့ချိန်မှာလည်းဥက္ကဋ္ဌတင်နာဝိုက်ကလည်းအကယ်၍မင်းသာဒီပွဲမှာပြည်သက်တွေကဟာကနေဟင်ကနေဖြစ်သွားတဲ့ပွဲမျိုးကိုကစားပြနိုင်မယ်ဆိုလို့ရှိရင်တော့မင်းကို champion ကပတ်စိန်ခေါ်ဝင်ပေးမယ်ဆိုပြီးတော့ပြောခဲ့တယ်ဗျဒါပေမဲ့အဲ့ပွဲမှာတော့ဥမာတယောက်ကတော့စစပြပြမလုပ်ပြနိုင်ခဲ့ပဲနဲ့ဒီတိုင်းဆုံးဖြတ်နဲ့ပဲနိုင်သွားတဲ့အတွက်ကြောင့်ဥက္ကဋ္ဌတင်နာဝိုက်က champion ကပတ်စိန်ခေါ်ဝင်မပေးဘဲနဲ့အခုဆိုလို့ရှိရင်တော့ဒီ bantamweight တန်းရဲ့ fighter ဒီ Davidson Figueiredo နဲ့တည်ထားပြီးတယ်ဗျအကယ်၍အဲ့ပွဲမှာဥမာသာနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့တေချာပေါက်ကြော်တန်ရန်နဲ့တွေ့ရပါလိမ့်မယ်
နောက်ပြီးတော့ဒီဘန်နာဝိတ်တန်ချန်ပီယံဟောင်းဖြစ်တဲ့ရှန်နိုမယ်လီကလည်းသူ့အနေနဲ့သူအခုထိုးရမယ်ဖိုက်တာကိုနိုင်သွားလို့ရှိရင်တော့ဒီသူကပြောတဲ့ရန်ကိုစိန်ခေါ်မယ်ပြောထားပေမဲ့လို့ရှန်နိုမယ်လီကချန်ပီယံကပတ်စိန်ခေါ်ခွင့်ကို2ခါလောက်ရလာတဲ့ဖိုက်တာတယောက်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပွဲတွေမြင်မြန်ပေးဖို့ကကြတော့ဖြစ်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ American Star တယောက်ဖြစ်တဲ့အတွက်ကြောင့်လုံးဝမဖြစ်နိုင်ဘူးလို့လည်းပြောလို့မရပါဘူးအဲ့အတွက်ကြောင့်ပြောတဲ့ရန်ရဲ့အနီးဆက်ဆုံးဖိုက်တာကတော့ဒီဥမာနူမာကိုမယ်တော့ပဲရှိတဲ့အတွက်ကြောင့်2026တွင်မှာသူတို့တွေပွဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကဲဘန်နာဝိတ်တန်ရဲ့အခင်းကျင်းကိုကျွန်တော်တို့ပြောပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံသားချန်ပီယံဖြစ်နေတဲ့ UFC Flyweight တန်ကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်Joshua Van ကတော့ UFC 323မှာလက်ဆန္ဒပန်တို့ကြောင့်နိုင်ပြီးတော့လောလောလတ်လတ်ချန်ပီယံဖြစ်လာတယ်ဗျဒီပွဲနိုင်တဲ့အပေါ်မှာဒီကဘာရဲကပရိသတ်တွေကဝေဖန်မှုတွေရှိခဲ့ပေမဲ့ဒီ UFC ရဲ့ဥက္ကဋ္ဌတင်နာဝိုက်ကိုတိုင်အောင်ကြည်ကြည်နက်နက်လက်ခံတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်းဘာမှဇောရကမတက်နိုင်ပါဘူးအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ဇောရကတက်နေစရာမလိုပါဘူးအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ MMA လောကမှာကကန်ဆိုးပြီးတော့ရှုံးသွားတဲ့ fighter ရှိရင်ရှိမယ်ဒါပေမဲ့ကန်ကောင်းပြီးတော့နိုင်သွားတဲ့ fighter ဆိုတာလုံးဝမရှိပါဘူးအဲကြောင့်မို့ Joshua Van ကိုကန်ကောင်းလို့နိုင်တာပါလို့ပြောတဲ့လူတွေကိုကျွန်တော်ကတော့လုံးဝကိုလက်မခံပါဘူးတခြားစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့ Alexander Pantoja က1-2 တွဲလုံးထိုးပြီးတော့ hack kick ကန်တဲ့အချိန်မှာဒီ Joshua Van က defend လုပ်ပြီးတော့တွန်းလိုက်တဲ့အချိန်မှာပဲအဲ့ဒီ body weight အားနဲ့တွန်းအားနဲ့ပေါင်းစည်းပြီးတော့ဒီ Alexander Pantoja ကသူ့ရဲ့လက်က injury ရသွားတယ်အဲဒါကြောင့်ဒီ Joshua Van နဲ့သက်ဆိုင်တဲ့အတွက်ကြောင့်လို့ Joshua Van နိုင်ပြီးချန်ပီယံဖြစ်သွားတယ်။ဘာမှဒီကန်ကောင်းလို့နိုင်သွားတယ်ဘာညာဆိုတဲ့စကားမျိုးကိုမသုံးချင်ဘူးဗျ။အဲအတွက်ကြောင့် Joshua Van ကစစ်မှန်တဲ့ UFC Flyweight တန်ရဲ့ချန်ပီယံစစ်ပါပဲ။ဒီသူနောက်ပွဲဘယ်သူတွေနဲ့ထိုးရမလဲဆိုတဲ့အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းယခုလက်ရှိမှာ fighter 2ယောက်ပဲရှိတယ်။အဲ့ဒါကတော့ဒီ Japan fighter Tatsuro Taira နဲ့ Joshua Van ကိုအမြဲတမ်းလေတိုက်နေတဲ့မာနယ်ကတ်တို့ပဲဗျ။ Japan fighter Tatsuro Taira နဲ့ Joshua Van တို့ရဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘာဆိုဘာမှမပြောကြဘူး။ဒါကလည်း Tatsuro Taira ရဲ့ဘာသာစကားအားနည်းမှုကြောင့်လို့လည်းထင်တယ်။ဒီမာနယ်ကတ်နဲ့ Joshua Van ကကြတော့နှစ်ကောင်သားကအင်္ဂလိပ်လိုပဲမှုန်းနေကြတာဖြစ်တဲ့အတွက်ကြောင့် line ပေါ်မှာအမြဲတမ်းပုံနေနဲ့လေတိုက်လိုက်စကလုံးနေနဲ့လေတိုက်လိုက်အမြဲတမ်းလုံးနေကြတဲ့ fighter ဗျ။အဲ့ဒါကြောင့်ဒီ fighter 2ယောက်တွေကတယောက်နဲ့ Joshua Van ကတော့တေချာပေါက်ဖြစ်လိမ့်မယ်။ဒါပေမဲ့ UFC ဘက်ကနေပြီးတော့ဒီလာမယ့်နှစ်မှာဂျပန်မှာသွားပြီးတော့ကျင်းပမဲ့ပွဲမျိုးရှိရလို့ပြောရတဲ့အတွက်ကြောင့်ကယ်ရီဂျပန်ဈေးကွက်ကိုချဲထွင်တဲ့သဘောမျိုးနဲ့ဒီ Joshua Van နဲ့ Tatsuro Taira တို့ကိုပွဲတည်ပေးနိုင်တယ်ဗျ။ဘာလို့ဆိုတော့ Tatsuro Taira ကလည်းဂျပန်လူမျိုးတယောက်ဖြစ်တဲ့အတွက်ဂျပန်ပြည်သက်ကများမယ်။နောက်ပြီး Joshua Van ကလည်းမြန်မာဖြစ်တဲ့အတွက်ကြောင့်ဂျပန်မှာလည်းမြန်မာပြည်သက်တွေတော်တော်များများရှိတော့ UFC ကလည်းသတိထားမိလိမ့်မယ်ဗျ။အဲ့အတွက်ကြောင့်သူတို့ရဲ့2ယောက်ရဲ့ပွဲကဖြစ်ကောင်းဖြစ်လာနိုင်တယ်။အကယ်၍ဂျပန်မှာမှပွဲမဖြစ်ဘူးဆိုလို့ရှိရင်တော့ Joshua Van ကတေချာပေါက်မှာနဲ့ကတ်နဲ့ပဲပွဲဖြစ်ပါလိမ့်မယ်။ဘာလို့ဆိုတော့အခုချိန်မှာပရိသတ်စိတ်ဝင်စားမှုခံနေရတာကတော့အဲ့ဒီ fighter 2ယောက်ပဲအမြဲတမ်း line ပေါ်မှာတစ်ကြက်ဖြစ်နေကြတယ်ဗျ။မာနယ်ကတ်ကလည်း Joshua Van ကိုငါမင်းဖေးပါမင်းကိုတိုက်ပါလဲပေးမယ်ဘာညာလေးတိုက်တယ်။ Joshua Van ဘက်ကနေလည်းဒီမာနယ်ကတ်ကိုမင်းကငါ့ကိုနိုးတိုက်ဖို့ဘာညာမပြောနဲ့မင်းရဲ့နိုးသီးကြီးတွေကိုပဲမင်းအရင်ထိန်လိုက်ပါဆိုပြီးတော့အမြဲတမ်းလေတိုက်နေတာဖြစ်တဲ့အတွက်ပရိသတ်တွေကလည်း fighter 2ယောက်သာထိတ်တိုက်တွေးခဲ့ရင်ဘယ်လိုဖြစ်မလဲဆိုတဲ့သဘောမျိုးနဲ့အကုန်လုံးကလည်းစိတ်ဝင်စားနေကြတယ်ဗျ။အဲ့ဒါကြောင့်ဗျာဒီရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်တော့ဂျပန်မှာပွဲဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ Joshua Van နဲ့ Tatsuro Taira ကပွဲဖြစ်လာမှာဖြစ်ပြီးတော့ဂျပန်ကလွယ်ပြီးတော့ကျန်တဲ့နေရာမှာပွဲဖြစ်မယ်ဆိုလို့ရှိရင်တော့မာနယ်ကတ်နဲ့ပွဲဖြစ်လာပါလိမ့်မယ်ခင်ဗျ။ဒီနေ့ရဲ့သုံးသက်ချက်လေးကတော့ဒီလောက်ပါပဲဗျ။ကျွန်တော်ရဲ့သုံးသက်ချက်လေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြဖို့အတွက်အားလုံးတောင်းဆိုပါရစေခင်ဗျာ။